မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဆိုရင်အတာတင်ကြံရေဆက်တွေနဲ့အတူမြန်မာနှစ်သစ်တောင်389ခုနှစ်ကိုရောက်ရှိလိုလာခဲ့ပါပြီဒီနေ့မှာတော့ချင်းတဲ့မင်းလိုရဲရင်ပြတ်သားပြီးဇွဲနှပဲကြီးလာတဲ့အင်္ဂါသားသမီးတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါနှစ်သစ်မှာအင်္ဂါသားသမီးတွေရဲ့ကံကြမ္မာကဘလို့အလဲ့ပြောင်းတွေရှိလာမလဲအောင်မြင်မှုတွေပိုင်ဆိုင်နိုင်ဖို့ဘလို့ပြင်ဆင်ရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာရှေးဥစွာ channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါရစေအင်္ဂါသားသမီးတွေဟာမြမရိုးရာဗီဒင်ပညာအရချင်းတဲ့ကိုကိုစားပြုပါတယ်ချင်းတဲ့ဆိုတာတိုးရဘရင်ဖြစ်တဲ့အတိုင်းအင်္ဂါသားသမီးတွေဟာလည်းခေါင်းဆောင်မှုအည်ချင်းရှိတယ်ပြတ်သားတယ်မဟုတ်မခင်စိတ်သက်ရှိကြပါတယ်သူတို့ဟာစိတ်ရင်းအရန်ကောင်းပြီးပွင့်လင်းရိုးသားသူတွေပါဒါပေမဲ့တစ်ခါတလေမှာတော့ဒေါသကြီးတာနဲ့စိတ်မြန်တာလေးတွေကသူတို့ရဲ့အားနည်းချက်ဖြစ်နေတတ်ပါတယ်ဒါကိုနှစ်သက်မှာဘလူခင်းချောင်းရမလဲဆိုတာစက်ကြည့်ရအောင်ဗျာ2026မြန်မာနှစ်သက်မှာအင်္ဂါသားသမီးတွေအတွက်ဇွဲရှိရင်အောင်မြင်မဲ့နှစ်လို့ပြောလို့ရပါတယ်အလုတ်အကိုင်ပိုင်းမှာအပလိုင်ဆိုင်တွေရှိနေပေမဲ့မိမိရဲ့စ조사မှုကြောင့်အောင်မြင်မှုရရှိပါလိမ့်မယ်အထူးသဖြင့်စက်မှုလက်မှုအင်ဂျင်နီယာဒါမှမဟုတ်စွန်ဦးတီထွင်လုပ်ငန်းတွေမှာကံကောင်းနေပါတယ်ငွေကြေးပိုင်းမှာတော့ဝင်တလောက်ပြန်ထွက်နေတယ်လို့အတုံးအဆွဲကိုချွေတာဖို့လိုအပ်ပါလိမ့်မယ်ဒါပေမဲ့မမျော်လင့်ပဲအမွေရတာမျိုးဒါမှမဟုတ်အရင်ကဆုံးရှုံးထားတဲ့ငွေတွေပြန်ဝင်လာတာမျိုးကြုံရတတ်ပါတယ်ခင်ဗျာနှစ်သက်မှာအင်္ဂါသားသမီးတွေကံကြတာတက်စေဖို့ရေရရာလေးတွေပြောပြပါမယ်နှစ်သက်မှာမိမိရဲ့အိမ်ပရားမှာစီးညွန့်သို့မဟုတ်ဇီးညွန့်ရှေ့ညွန့်ကတ်လူပြီးကံပွင့်အောင်ဆူတောင်းမှာအဆောင်အနေနဲ့အနီရောင်ဖြော့ဖြော့ဒါမှမဟုတ်လိန်မော်ရောင်ဝစ်စုံလေးတွေကသင်ကိုစွမ်းအားတွေပေးပါလိမ့်မယ်အင်္ဂါသားအမိတွေဟာဒေါသအကြောင်းကံနှိမ့်တတ်လို့နှစ်သက်မှာအန်ဒီယကင်းပရိဒိုတွေကိုရွတ်ဖတ်တာမေတ္တာပို့တာတွေကိုပို့ပြီးပြုလုပ်ပေးတင်ပါတယ်ဗျအနှစ်ချုပ်ရမယ်ဆိုရင်တော့အင်္ဂါသားသမီးတွေဟာဒီနှစ်မှာဒေါသကိုထိန်းပြီးဇွဲရှိရှိလုပ်ကင်မယ်ဆိုရင်ချင်းတဲ့မင်းလိုပဲဂုံတိခါကြီးမားတဲ့အောင်မြင်မှုတွေကိုစွတ်ခူးနိုင်မှာဖြစ်ပါတယ်အင်္ဂါသားသမီးတငယ်ချင်းတွေစီကိုလည်းဒီဗီဒီယိုလေးမျှဝေပေးလိုက်ပါအောင်နော်သင်ဟာအင်္ဂါသားသမီးတယောက်ဆိုရင်အောင်မြင်ပါစေလို့ comment မှာရေးပေးသွားခဲ့ပါဦးအားလုံးပဲမင်္ဂလာရှိသောနှစ်သစ်လေးဖြစ်ပါစေခင်ဗျာ